အရေးဆောက်ရှောက်သူတင်မိရှာသခင်ရှင်ဟောင်းရတိုနီယာနိုင်ငံတော်အီလာရောင်အောက်တွင်ခြားရာဒီရဲတိုက်နိုင်ငံများပေါ်တိုင်းတိတ်ဆိတ်စွာလှုပ်ရှားနေသည်သူမသည်နိုင်ငံတော်ဤလုံခြုံရေးကိုအရေးထဲမှနေ၍ဆောက်ရှောက်ရသောရှုပ်ဘက်အဆောင်အရှောက်တစ်ဦးဖြစ်သည်သူမ၏ခြေတန်းများသည်လေပြင်းကဲ့သို့ပင်အသက်မထွက်ဘဲငြိမ်သက်လွန်လာသည်ဤခြားရာမင်းကတော့အမြဲတမ်းဒီလောက်တိတ်ဆိတ်နေတာပဲခုအပြရာတောက်ဝိညာဉ်လမ်းပြ40ကသူမ၏ပုခုံးပေါ်သို့ပြန်တက်ရင်ပြောလိုက်သည်စစ်တီထွက်လက်ချက်ချပြီးအလွန်စကားများတော်လဲခြာရာအတွက်အားကိုးရဆုံးအဖို့ဖြစ်သည်ငါတို့အခုချက်ချင်းသွားရမယ်မိရှန်အငွေအသက်တွေနာခံစားနေရပြီဟုသူကတတိပေးလိုက်သည်ထိုအချိန်တွင်ကျရှုံးသွားသောမိအရှင်သခင်ပါကန်ဒီမြေအောက်တိုင်ကူထဲမှထွက်ပေါ်လာသည်သူသည်တစ်ချိန်ကနိုင်ငံတော်ကိုအုပ်ချုပ်လိုသောအညို့အသေးများဖြင့်မိတောက်များကိုထိန်းချုပ်ကာအာဏာသိမ်းရာပြင်ဆင်နေသည်သူ၏မျက်လုံးများတွင်အမျက်ဒေါသများလောင်မြိုက်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးပူပြင်းလာသည်ခြာရာတစ်စစ်တို့သည်ရှိုးဘက်မြေအောက်လမ်းကြောင်းတစ်ခုမှတစ်စစ်ပါကန်ရှိရာသို့အမြန်သွားကြသည်ဒီလမ်းကနည်းနည်းတော့ကျင်းတင်တော့ငါရဲ့ဝိညာဉ်အလင်းရောင်နဲ့ဆိုရင်တော့အဆင်ပြေမှာပါဘူစစ်ကဟာတလောက်ကပြောလိုက်သည်ခြာရာသည်ဘာမှပြန်မပြောတော့လဲသူမ၏မျက်ဝန်းများတွင်ပြတ်သားသည့်ဆုံးဖြတ်ချက်များရှိနေသည်သူတို့၏လမ်းတွင်ပါကန်၏မိချော်ရည်ဆောင်စစ်တီတစ်ဦးကပိတ်ဆို့ထားသည်ထိုစစ်တီသည်ကြီးမားသာပြီးကိုခန္ဓာတစ်ခုလုံးမိရှာများဖြင့်ဖွဲ့စည်းထားသည်ခြာရာသည်သူမ၏အရေးသားကိုထုတ်လိုက်တော့လဲတိုက်ရိုက်တိုက်ခိုက်ရန်ထက်ပိုမိုထက်မြက်သောနီလာကိုရှာဖွေနေသည်ငါကိုလွတ်ထားလိုက်စားပါဦးစစ်ကအော်ပြောကမိဆောက်စစ်တီ၏မျက်နှာရှိတွင်ဟိုဟိုဒီဒီပြန်ဝဲ၍အာယုံလွှဲလိုက်သည်စစ်တီကြီးသည်စစ်ကိုလိုက်ဖမ်းရန်စူးစမ်းရင်းဟန်ချက်ပြတ်သွားသည်ထိုအခွင့်အရေးကိုအသုံးချကာခြာရာသည်အရေးထဲမှနေ၍စစ်တီ၏အနောက်သို့တင်များစွာကြော်ဖြတ်သွားခဲ့သည်နောက်ဆုံးတွင်ခြာရာသည်ပါကန်ရှိရာရာဇပလင်ခမ်းမှသို့ရောက်ရှိသွားသည်ပါကန်ကမင်းလိုအရေးထဲမှပုံနေတဲ့သူကငါရဲ့မိတောက်တွေကိုပဲလိုများရှင်နိုင်မှာလဲဟုထောက်ပြလိုက်သည်ခြာရာသည်တည်ငြိမ်စွာဖြင့်မိတောက်တွေကအလင်းပေးနိုင်တယ်လို့အရေးကလည်းအေးမြမှုကိုပေးနိုင်ပါတယ်ဟုခတ်တိုးတိုးပြောလိုက်သည်ပါကန်သည်ကြီးမားသောမီးလုံးကြီးများကိုပြစ်လွတ်လိုက်တော်လဲခြာရာသည်အရေးများကိုအသုံးပြု၍တိုင်းတစ်ခုကဲ့သို့ကာကွယ်လိုက်သည်သူမသည်အမျက်ဒေါသထွက်နေသောပါကန်၏မိတောက်များကိုသူမ၏တည်ငြိမ်မှုဖြင့်ငြိမ်းသက်ရန်ကြိုးစားနေခြင်းဖြစ်သည်တိုက်ပွဲသည်ပြင်းထန်တော်လဲခြာရာ၏စိတ်ဓာတ်ကပိုမိုခိုင်မာနေသည်ခြာရာ၏အေးမြသောအရေးစွမ်းအားသည်ပါကန်၏ဒေါသတောက်လောင်မှုများကိုတဖြည်းဖြည်းလွှမ်းမိုးသွားသည်မိရှာများငြိမ်းသက်သွားပြီးပါကန်သည်အာအင်ကုန်ခန်းကလည်းကျသွားသည်နိုင်ငံတော်ကိုမီးလောင်တိုက်သွင်းတာကခွန်အားမဟုတ်ကာကွယ်ပေးတာကမှအစစ်အမှန်ခွန်အားပဲဟုခြာရာကပြောလိုက်သည်နေမင်းကြီးသည်လည်းအရှိဘက်မှထွက်ပေါ်လာသည်ရက်တိုနီယာနိုင်ငံတော်သည်ပြန်လည်အေးချမ်းသွားသည်ခြာရာသည်မြို့ပြင်ရှိကလေးငယ်တစ်ဦးကိုတွေ့သောအခါသူမ၏ရှိုးဘက်တန်စိတ်တစ်ခုကိုလက်ဆောင်ပေးလိုက်သည်သူမသည်သူရဲကောင်းတစ်ဦးအဖြစ်လူသိရှင်ကြားကုန်ပြုခံရမလိုအပ်ပဲအရေးထဲမှနေ၍ဆက်လက်ဆောက်ရှောက်ရန်ဆုံးဖြတ်ခဲ့သည်